အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့သူပါပါလက်ရှိကျွန်တော်ထိုင်းနိုင်ငံမဟီဒေါတက္ကသိုလ်မှာမာစတာတန်းကိုတက်ရောက်နေတဲ့ကျောင်းသားတစ်ယောက်ပဲဖြစ်ပါတယ်ပေါ့နော်ကျွန်တော်ကဒီနေ့ဒီ INGO နဲ့ပတ်သက်တဲ့အကြောင်းအရာလေးကိုကျွန်တော်တို့အလုပ်ဘယ်လိုရှာလဲနောက်ပြီးတော့ INGO မှာဆိုလို့ရှိရင်လုပ်ငန်းခွင်အနေထားတွေဘယ်လိုရှိလဲဆိုတဲ့ဟာကိုကျွန်တော်ရဲ့အရင်ကဒီ INGO မှာလုပ်ခဲ့ပြီးတဲ့အတွေ့အကြုံကိုဒီကျွန်တော် share လုပ်ပြီးတော့ဖြစ်ပါတယ်ပေါ့နော်အဲဆိုလို့ရှိရင်ကျွန်တော်တို့ကြည့်လိုက်ကြအောင်ပေါ့နော်ဒီနေ့ကျွန်တော်ဒီ INGO မှာရှိတဲ့ job opportunities ကိုပထမဆုံးပြောမယ်ပေါ့နော်အဲ့တော့ဒီ presentation လေးအဆိုလို့ရှိရင်ကျွန်တော်အဓိကအဖြစ်ဒီ fresh graduate ပေါ့ကျောင်းပြီးကာစကျွန်တော်တို့လူငယ်တွေနောက်ပြီးတော့ဒီတက္ကသိုလ်တက်နေတဲ့ကျောင်းသားတွေနောက်တခြားဒီလိုမျိုးINGO နဲ့ပတ်သက်ပြီးစိတ်ဝင်စားတဲ့ကျွန်တော်တို့လူတွေပေါ့နော်အဲ့ဒီခန္ဓာမှာဝင်ပြီးတော့အလုပ်လုပ်ချင်တဲ့လူငယ်တွေအတွက်အဓိကရည်ရွယ်ပါတယ်ပေါ့အဲ့တော့အဓိကအားဖြင့်ကျွန်တော်တို့ INGO တွေက international organization တွေဖြစ်တဲ့အတွက်ကြောင့်သူတို့မှာကျွန်တော်တို့အခြေခံရှိတဲ့ skill ပေါ့နော်ဒီ sector ဝင်မယ်ဆိုလို့ရှိရင်အခြေခံရှိရမယ့် skill တွေပေါ့ဥပမာဒီ communication အဓိကက INGO မှာဆိုလို့ရှိရင်ကြတော့နိုင်ငံခြားသားတွေပါမယ်တခြားလူမျိုးပေါင်းစုံပါပြီးတော့အလုပ်တွဲပြီးလုပ်ကိုင်ရတာမျိုးဖြစ်တဲ့အတွက်ကြောင့် communication ကတော့အရင်အရေးကြီးတယ်ပေါ့နော်နောက်လုပ်ငန်းသဘောတဘာဝအရာကိုကadapt ဘယ်လောက်ဖြစ်နိုင်လဲပေါ့ပြီးတော့ခုနကပြောသလိုလူပေါင်းများစွာပါဝင်တဲ့အတွက်ကြောင့်သူတို့ရဲ့မတူညီတဲ့ culture တွေကိုနဲ့ဒီနဲ့ဘယ်လိုအဝင်ခွင့်ချဖြစ်အောင်ဒီမလဲတွဲပြီးအလုပ်လုပ်ကြမယ်ဆိုတာအရင်အရေးကြီးတယ်ပေါ့နော်နောက်များသောအားဖြင့်ကျွန်တော်တို့ NGO INGO တွေမှာဆိုလို့ရှိရင်တချို့ဒီလုပ်ငန်းခွင်အနေအထားပေါ်မူတည်ပြီးတော့ကျွန်တော်တို့ကခရီးတွေသွားရတာမျိုးရှိတယ် fee တွေကိုဆင်းရတာမျိုးရှိတယ်ပေါ့နော်နောက်ပြီးတော့တူတယောက်တည်းလောက်ရတဲ့စားလို့ရှိရင် team လိုက်တွဲပြီးအဲ့လိုမျိုးလောက်ရတဲ့nature တွေကျွန်တော်တို့ရှိရဲဆိုတာလေးကိုပထမဆုံးအနေနဲ့သိထားတဲ့တယ်ပေါ့နော်ဟုတ်ကဲ့အဲဆိုလို့ရှိရင်ကျွန်တော်တို့ INGO အကြောင်းပို့ပြီးတော့ဒီချက်ပို့ပြီးကျွန်တော်နည်းနည်းကြည့်ကြရအောင်ပေါ့နော်အဲ့တော့ INGO ဆိုတာဘာလဲအကုန်လုံးသိထားပြီးတဲ့အတိုင်းပဲပေါ့နော်ဒီ international non governmental organization တွေဖြစ်တဲ့အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေဒီကအဓိကအဖြစ်ကျွန်တော်တို့ဒီတကမ္ဘာလုံးမှာရှိတဲ့လိုမျိုးကွန်ပျူတာတက်ကြီးခန္ဓာနဲ့တခြားဒီလူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးတဲ့နေရာမှာများသောအားဖြင့်ဒီ INGO တွေကအလုပ်လုပ်လို့ရှိရပေါ့နော်အဲ့တော့မြန်မာနိုင်ငံမှာဆိုလို့ရှိရင်အဓိကအားဖြင့်ဒီ human right ပေါ့နော် human right ရှိမယ်နောက်ပြီးတော့ဒီကျန်းမာရေးနဲ့ပတ်သက်တဲ့ဟာ education ပညာရေးနဲ့ပတ်သက်တဲ့ဟာနောက် environment ပေါ့နော်သဘာဝပတ်ဝန်းကျင်နဲ့ပတ်သက်တဲ့ဟာဒီအလုပ်သမားနဲ့တခြားရွှေ့ပြောင်းခြင်းဆိုင်ရာ migration လို့ခေါ်တဲ့ခန္ဓာတွေမှာဝင်ပြီးတော့အများသောအားဖြင့်ဒီ INGO တွေလောက်ကြရှိရပေါ့နော်အဲ့တော့ဒီ human right အပိုင်းမှာဆိုလို့ရှိရင်လက်ရှိကျွန်တော်တို့ဒီမြန်မာနိုင်ငံမှာဆိုလို့ရှိရင်တိုင်းရင်းသားနဲ့တခြားလူမျိုးပေါင်းစုံရှိတဲ့အတွက်ကြောင့်သူတို့ရဲ့အခွင့်အရေးနဲ့ပတ်သက်ပြီးကျွန်တော်တို့ကဒီ INGO တွေကပို့ပြီးတော့human right နဲ့ပတ်သက်ပြီးຫນွယ်ပြီးလုပ်ကြရမှာအများကြီးရှိတယ်။နောက်ဒီကျွန်တော်တို့ဒီတကယ်ဒီ2015နဲ့2016ပေါ့နော်လောက်ကနေစပြီး2020လောက်အတွင်းမှာဆိုလို့ရှိရင်ဒီ policy making ဟောပါတော့ဒီ policy making ဆိုင်ရာ process တွေမှာဒီ INGO တွေကအများကြီးပဲလို့တွန်းတွန်းတိုက်ပါဝင်ခဲ့တာမျိုးအများကြီးရှိရเนาะပြီးတော့ဒီ human right ပြီးသွားလို့ရှိရင်တော့ဒုတိယကဏ္ဍအနေနဲ့ဒီhealth initiative ပေါ့နော်ဒီမှာဆိုလို့ရှိရင်တော့ကျွန်တော် INGO ရဲ့အများကြီးရှိတယ်ဒါမျိုးသားသက်ခြားကျန်းမာရေးနဲ့ပတ်သက်တဲ့ဟာမျိုးလုပ်တဲ့ NGO တွေရှိတယ်နောက် HIV AIDS TB အစုံပေါ့နော်လို INGO တွေတဲ့မြန်မာနိုင်ငံအတွင်းမှာအများကြီးလုပ်ကြမျိုးရှိတယ်เนาะပြီးတော့ဒီ educational support နဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်လုပ်ကြမျိုးရှိလက်ရှိအချိန်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီဥပမာအနေနဲ့ဒီ EU ကလုပ်ထားတဲ့ EMPN ပေါ့နော်EU Mobility Program for Myanmar ဆိုတဲ့ဒီလိုမျိုးလူငယ်တွေနဲ့ပတ်သက်ပြီးပညာရေးနဲ့ထောက်ပံ့ပေးတဲ့ INGO ကိုလည်းသူတို့အများကြီးရှိတယ်လို့တခြားအဲ့လိုမျိုးစာသင်ကြားဖို့အတွက်ထောက်အများကြီးပေးနေတဲ့ INGO ကိုလည်းအများကြီးရှိတယ်ပေါ့နော်ပြီးတော့ကျွန်တော်တို့ဒီ environmental protection လို့ခေါ်တဲ့သဘာဝပတ်ဝန်းကျင်ဆိုင်ရာကျွန်တော်တို့ကာကွယ်တဲ့နေရာမှာဆိုလို့ရှိရင်လည်းဒီ INGO တွေအများကြီးတွေ့နေတယ်ပေါ့နော်ဥပမာကျွန်တော် WWF လို့ဟာမျိုးတွေကျွန်တော်တို့ဝင်ပြီးတော့လုပ်နေကြမျိုးရှိတယ်တကယ်မြန်မာနိုင်ငံမှာအတွင်းမှာရှိတဲ့ဒီ ecosystem နဲ့တခြားresource management practice တွေအဓိကအားဖြင့်သူတို့ focus ထားပြီးလုပ်နေကြမျိုးရှိတယ်။နောက်ဒီ labor right အပိုင်းမှာဆိုလို့ရှိရင်လည်းတော်တော်များများလုပ်နေကြမျိုးရှိတယ်။ Fairway Foundation လို့ INGO တွေရှိတယ်။နောက်ပြီးတော့တခြားကျွန်တော်တို့ဒီ labor နဲ့ပတ်သက်တဲ့ဒီ Made in Myanmar ဆိုတဲ့ဒီဥပဒေသမဂ္ဂလုပ်တဲ့ INGO အဖွဲ့အစည်းလည်းသူတို့ရှိရပေါ့နော်။အဓိကတော့ဒီအလုပ်သမားတွေနဲ့တရားမျှတစွာသူတို့
လုပ်ငန်းခွင်ထဲမှာဆက်ဆံခွင့်ရနိုင်ဖို့နဲ့နောက်ပြီးတဲ့အခါကျတော့သူတို့ရဲ့လုပ်ငန်းခွင်အခြေအနေတွေကောင်းမွန်ဖို့အတွက်အဲ့လိုမျိုးသူတို့ promote လုပ်ကြတဲ့ NGO တွေလည်းအများကြီးရှိတယ်ပေါ့နော်ပြီးတော့တခြားဒီ migration support မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီ UN agency တွေအပြင်မှာတခြား INGO တွေကနေပြီးတော့ဒီရွှေ့ပြောင်းလုပ်သားတွေအတွက်ကိုအများကြီးသူတို့ကူညီပေးရမျိုးလည်းကျွန်တော်တို့တွေ့ရတယ်ပေါ့နော်ဒီ INGO တွေမှာလုပ်မယ်ဆိုလို့ရှိရင်ဘယ်လိုမျိုး benefits တွေရနိုင်လဲเนาะအဓိကတော့ကျွန်တော်တို့ဒီ job nature နဲ့ပြောမယ်ဆိုလို့ရှိရင်အလုပ်တွေပေါ့နော်ဒီအလုပ်တွေက community တွေကိုcommunity ရဲ့ development နေဒီလူသားချင်းစာနာမှုဆိုင်ရာအဲ့လိုမျိုးproject တွေကိုလုပ်တာဖြစ်တဲ့အတွက်ကြောင့်သူတို့ကကိုယ့်အတွက်ပေါ့နော် meaningful ဖြစ်တယ်ပေါ့ဒီဟာတွေကသူကို community ကိုဘာလုပ်ပေးနိုင်မလဲဆိုတဲ့ဟာမျိုးပြန်ပြီး contribute လုပ်ရတဲ့အလုပ်မျိုးတွေဖြစ်တာအတွက်ကြောင့်ကိုယ့်အတွက် meaningful ဖြစ်တယ် purposeful ဖြစ်တယ်လို့ပြောနိုင်တယ်။နောက် professional development အနေနဲ့ဆိုလို့ရှိရင်ကိုကဒီမှာအလုပ်လုပ်နေတဲ့ကာလအတွင်းမှာပဲကိုယ် training တွေပေးတာကိုယ့်ရဲ့ဒီလုပ်ငန်းခွင်ဆိုင်ရာစွမ်းရည်တွေမြင့်တက်လာအောင် skill enhancement ဟာမျိုးတွေလုပ်တာတခြား career advancement တွေလုပ်တာမျိုးတွေသူတို့အခါအားလျော်စွာ ING တွေသူတို့လုပ်ပေးလေးရှိတယ်ပေါ့နော်ပြီးတော့ခုနပြောခဲ့တဲ့လိုပဲ INGO တွေကလူမျိုးပေါင်းစုံနောက်ပြီးတော့ international exposure ရှိတာမျိုးဖြစ်တဲ့အတွက်ကြောင့်ကိုယ့်ရဲ့ဒီteam ထဲမှာဆိုလို့ရှိရင်လည်းမတူညီတဲ့လူတွေစီကနေပြီးသူတို့ရဲ့ culture တွေလေ့လာနိုင်တဲ့အခွင့်အရေးမျိုးလည်းကိုကအများကြီးရှိရပေါ့နော်နောက်ပြီးတော့များသောဖြင့် ING တွေတော်တော်များများအကုန်လုံးကသူတို့က transparent ဖြစ်တယ်เนาะဘယ်လိုအကြောင်းအရာမျိုးလဲဆိုတော့ဒီအလုပ်လုပ်ကိုင်ခြင်းဆိုင်ရာ fair ဖြစ်တဲ့ဟာ fair and square ဖြစ်တဲ့ policy တွေသူတို့မှာရှိတယ်ပြီးတော့အဲ့လိုမျိုးတချို့ဟာဆိုလို့ရှိရင်ဒီ zero tolerance to PSE ပေါ့နော် sexual exploitation နဲ့ဟာမျိုးတွေလုံးဝမရှိစေရအောင်အဲ့လိုမျိုးတေချာအောင်လုပ်ထားတဲ့ NGO တွေ INGO တွေအများကြီးရှိတဲ့အခါကျတော့workplace culture ကတော့အကုန်လုံးညီပါအဆင်ပြေတယ် positive ဖြစ်တယ်လို့ပြောလို့ရတယ်ပေါ့နော်တော့ entry level position အနေနဲ့ကိုက INGO မှာဘယ်လိုလုပ်စရှာမလဲပထမဆုံးအနေနဲ့ကိုကဒီ program assistant လိုဟာမျိုးတွေကိုသူတို့ကခေါ်တဲ့အချိန်မှာဝင်လျှောက်ကြည့်လို့ရတယ်နောက်အဲ့ဒါမှမဟုတ်ပဲကိုက program assistant ဘာစိတ်ဝင်စားဘူးဆိုလို့ရှိရင် communication ဘိုင်းလို့ job advocacy အပိုင်းနောက်ဒီ research လုပ်တဲ့အပိုင်းတွေပေါ့နော် research လုပ်တဲ့အပိုင်းမှာဆိုလို့ရှိရင်လည်းကိုကenumerator လုပ်ရမျိုးတွေရှိတယ်လို့နောက်ပြီးအခါကျကိုယ်တိုင် research တွေရေးရတဲ့ဟာမျိုးတွေရှိတယ်ပေါ့ပြီးတော့ကျွန်တော်တို့ဒီ M&E ပေါ့နော် monitoring and evaluation assistant ပုံစံမျိုးနဲ့ကျွန်တော်တို့ဝင်ပြီးတော့ INGO မှာစပြီး try ကြည့်လို့ရတယ်ပြီးတော့တချို့ INGO ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ internship တွေခေါ်တာမျိုးရှိတဲ့အခါကျတော့အဲ့မျိုးကိုရှောက်လို့ရတယ်ပေါ့နော်အဲ့တော့ဟုတ်ကျွန်တော်တို့ဒီ INGO မှာလုပ်မယ်ဆိုလို့ရှိရင်လုပ်ချင်တဲ့လူတွေအတွက်ပေါ့နော်အဓိကအပြင်ကျွန်တော်ဒီအခြေခံ၄ခုတော့တည်ထားတင်တယ်ပေါ့နော်ပထမဆုံးကINGO တော်တော်များများကဒီ UN ရဲ့ sustainable development goal တွေပေါ်မှာအခြေခံပြီးသူတို့ကသွားနေကြဆိုတဲ့အခါကျဒီ goal စီရဲ့ objective တစ်ခုချင်းစီအဲ့လိုမျိုးဟာမျိုးလေးကိုနည်းနည်းအသေးစိတ်သိတင်တယ်နောက်ပြီးတော့ကိုကဒီ labor ဒီ education တွေတခြား health တွေ migration တွေ gender တွေနဲ့ဆက်ပြီးတော့လုပ်နေရအခါမျိုးဖြစ်တဲ့အတွက်ကြောင့်ဒီကဏ္ဍတွေမှာလုပ်နေသူတွေအတွက်ဒီ policy ပေါ့နော် policy ဘိုင်းဆိုင်ရာတွေကိုကသိနေတယ်နောက်ပြီးတော့မြန်မာနိုင်ငံရဲ့လက်ရှိဖြစ်နေတဲ့အနေအထားကိုလည်းကိုကသတိထားပြီးတော့လေ့လာထားတဲ့ပေါ့နော်ဒီ ING တွေမှာအလုပ်ဝင်နေဆိုလို့ရှိရင်အမှကိုယ်တည်းလုပ်တဲ့အချိန်ကြာလို့ရှိရင်ဒီအနေအထားပေါ်မူတည်ပြီးတော့ဘယ်လိုကို adapt လုပ်ရမလဲဆိုတဲ့ဟာမျိုးကိုလေ့လာမှာနောက်တစ်ခုကကျွန်တော်တို့donor familiarity ပေါ့နော်INGO တွေကများသောအားဖြင့်ကျွန်တော်တို့ကဒီ donor ပေါ့ donor လို့ခေါ်တဲ့ဒီ illusion တွေနဲ့သွားကြတာများတယ်အဲ့မှာဆိုလို့ရှိရင်အမျိုးစုံရှိတယ်နိုင်ငံတကာ donor ရှိတယ်အစုံရှိရပေါ့နော်ဒီ Robert သမဂ္ဂလာမျိုးရှိတယ် US ကလာမျိုးရှိတယ်အစုံပေါ့အဲ့တော့သူတို့ရဲ့ဒီ donor ရဲ့ nature ကိုကနည်းနည်းလေ့လာထားတယ်ပေါ့နော်သူတို့ရဲ့ funding mechanism တွေက project တွေအတွက်ဆိုလို့ရှိရင်ဘယ်လိုမျိုးလုပ်တာလဲဘယ်လိုမျိုးလေးငါတည်ထားတယ်လဲဆိုတဲ့ဟာမျိုးတွေကြိုပြီးတော့လေ့လာထားတယ်နော်အဲ့တော့INGO မှာလုပ်မယ်ဆိုလို့ရှိရင်ဒါကတော့ဒီအချင်းမဖြစ်လိုအပ်တဲ့ skill တွေပေါ့နော်ဟိုကလုပ်ငန်းခွင်ဝင်ပြီးဒီမှာဆိုလို့ရှိရင် community ခုနပြောတဲ့ communication ပေါ့နော်အင်္ဂလိပ်များသောအားဖြင့်အင်္ဂလိပ်စာကကျွန်တော်တို့ကအခြေခံအားဖြင့်အကုန်လုံးကပုံအနေနဲ့သုံးကြရဆိုတဲ့အခါကျတော့ English proficiency ကျွန်တော်တို့ကောင်းအောင်လုပ်ထားတင်တယ်နောက်ပြီးတော့ဒီ office tool တွေဖြစ်တဲ့ Microsoft Word တို့ Excel တို့ PowerPoint တို့အဲ့ဒါမျိုးပေါ့နော်နောက်ပိုင်းမှာဆိုလို့ရှိရင်ဒီကျွန်တော်တို့ဒီcloud tool တွေပေါ့နော် cloud tool တွေတော့ Google Doc တို့နောက်ပြီးတော့တခြားဒီ Google Sheet တို့အဲ့လိုမျိုးဟာမျိုးတွေတော့ကိုကပို့ပြီးတော့ဒီထက်ကျွမ်းအောင်လေ့လာထားတင်တယ်ပေါ့နော်
နောက်ပြီးတော့ဒီ backend မှာဆိုအရင်ဖြစ်စားလာတဲ့ AI နေဆိုလို့ရှိရင်ကိုကကြိုပြီးလေ့လာထားတင်တယ်အမှကိုတကယ်အလုပ်ဝင်နေချင်ကြရင်လို့လောက်ရတာပို့ပြီးတော့ဒီကမြန်ဆန်တော့လက်ပြီးတော့အထောက်အကူများဖြစ်မှာပေါ့နော်တခြားပြီးတော့ကိုက research ဘိုင်းကိုသွားတင်တဲ့လူဆိုလို့ရှိရင် research နဲ့ပတ်သက်တဲ့ skills တွေကိုကကြိုပြီးတော့လေ့လာထားတင်တယ်နောက်ပြီးတော့ documentation ဘိုင်းပေါ့နော်အဲ့ဒီဘိုင်းမှာဆိုလို့ရှိရင်လည်း research လုပ်ပြီးတော့မှာကိုလုပ်ထားတဲ့ document file တွေကိုနဲ့သက်ဆိုင်တဲ့ဒီ donor တွေပဲဖြစ်ဖြစ်တခြား public ကိုပဲဘယ်လိုတင်ပြမလဲဆိုတဲ့ဟာမျိုးလေးတွေလေ့လာထားတဲ့နဲ့နောက်ဆုံးကိုကတော့ဒီ team communication တရားပေါ့နော်အချင်းချင်း colleague တွေကြားမှာcollaboration တွေရှိဖို့နောက် idea တွေမျှဝေဖို့အတွက်ကို team communication တင်းနဲ့အလုပ်လုပ်တဲ့လူမျိုးဖြစ်နိုင်ဖို့လိုတယ်ပေါ့နော်အဲ့တော့ဒါကတော့ခုနလေးပြောထားမှနည်းနည်းတော့ပါပြီးသားပေါ့နော်လူပေါင်းစုံဖြစ်တဲ့အတွက်ကြောင့် cultural sensitivity ကိုတော့ဒါကိုက soft skill ပိုင်းဆိုင်ရာပေါ့နော်ဒါခုနတော့ hard skill ဖြစ်မယ်ဒီကောင်တော့ soft skill ပိုင်းဆိုင်ရာဒီ cultural sensitivity မျိုးကိုကသိရှိနားလည်ထားပြီးတော့လေးစားတဲ့တယ်ပေါ့နော်ဒါကတော့အခြေခံသိထားမယ် soft skill ပိုင်းဆိုင်ရာလေးနောက်ပြောတဲ့ team နဲ့အတူတူလုပ်ဆောင်တတ်တဲ့ collaboration skill တွေနောက်ကိုလုပ်တဲ့အလုပ်နဲ့ပတ်သက်ပြီးတော့တာဝန်ယူမှုတာဝန်ခံမှုရှိတတ်ဖို့အတွက်နောက် professional ပြီးသားဖို့ဟာတွေက soft skill ပိုင်းဆိုင်ရာလိုတဲ့ဟာတွေနောက်အခြေအနေနဲ့ချိန်ခါပေါ်မူတည်ပြီးတော့ကိုကပေါ့နော်ကြောင်းလဲတက်တဲ့ဟာမျိုး adaptability မြင်ဖို့လဲလိုတယ်နောက်ပြီးတော့တခြားအခြေအနေနဲ့ချိန်ခါပေါ်မူတည်ပြီးလုပ်နိုင်ရတဲ့ idea တွေဆိုလို့ရှိရင်ကိုကမြန်ဆက်နဲ့လေ့လာနိုင်ဖို့လဲပြောပါတော့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီပထမဆုံး INGO မှာအလုပ်ရှာခြင်းတဲ့လူတွေပေါ့နော်သူအလုပ်လုပ်ခြင်းတဲ့လူတွေအတွက်ဆိုလို့ရှိရင်တခြားအများကြီးဘာမှမလုပ်သေးရင်တော့ကိုယ့်အတွက်personal brand building မျိုးကိုလုပ်ထားတယ်ပေါ့နော်စာရင်ကိုကဘာမှမလုပ်နိုင်သေးဘူးဆိုလို့ရှိရင် volunteer မျိုးတွေနောက်တခြား internship ပုံစံမျိုးစလုပ်လို့ရတယ်ပြီးတော့တခြားသူတို့ရဲ့ဒီ training တွေ workshop တွေမှာကိုကပါဝင်ပြီး skill တွေကို ready ပြအောင်လုပ်ထားလို့ရတယ်အဲ့တော့အလုပ်ရှာခြင်းတဲ့လူတွေအတွက်ဆိုလို့ရှိရင်မြန်မာနိုင်ငံမှာများသောအားဖြင့်ဒီ INGO နဲ့ပတ်သက်တဲ့အလုပ်တွေကကျွန်တော်တို့ဒီ Mimu ပေါ့နော် Mimu ဆိုတဲ့ website ကနောက် Relief Web ဆိုတဲ့ site ဒီ Dayback ဆိုတဲ့ website တွေမှာကျွန်တော်တို့ကဒီ INGO နဲ့ပတ်သက်တဲ့အလုပ်တွေအများကြီးသူတို့တင်ထားလေးရှိတယ်တင်ထားလေးရှိတော့ကဏ္ဍပေါင်းစုံပါတဲ့အတွက်ကြောင့်ကိုလိုချင်တဲ့ခုနဲ့ကိုက်ညီမဲ့အလုပ်တွေကိုအမှကျွန်တော်တို့ကသွားပြီးရှာကြည့်လို့ရတယ်နော်နောက်တစ်ခုကကျွန်တော်တို့ကကိုယ့်ရဲ့ဒီအရေးကြီးတဲ့ professional platform ဖြစ်တဲ့ LinkedIn ရဲ့ profile ကိုအကောင်းဆုံးတိစောက်ထားတယ်လေအဲ့ဒီမှာကျွန်တော်တို့ကဒီ HR တွေအလုပ်မှားရတဲ့လူတွေเนาะ recruitment လုပ်တဲ့လူတွေတော့များတာကိုယ့်ရဲ့ LinkedIn profile ရှိရဆိုလို့ရှိရင် LinkedIn profile တောင်းကြည့်လို့ရှိတယ်ကိုယ့်ရဲ့LinkedIn profile ဘယ်လောက်ထိ professional ဖြစ်လဲပေါ့နော်ပြီးတော့နောက်ဆုံး step ကတော့ကျွန်တော်တို့ကဒီကိုယ့်ရဲ့ curriculum write တွေပေါ့နော် CV ကိုအကောင်းဆုံးဖြစ်အောင်အတန်ရှင်းဆုံးဖြစ်အောင် clean ဖြစ်အောင် clean ဆိုတော့အဲ့လိုမျိုးတန်ရှင်းပြီးတော့လုံးဝရှုပ်ချက်ခတ်ပြီးတော့အများမျက်စိနောက်စီနဲ့ဟာမျိုးမဟုတ်ပဲねတက်တက်ရဲလေးပေါ့နော်စနစ်တကျလေးအဲ့လိုမျိုးလေးရေးထားတဲ့နော်အဲ့တော့ဒါကတော့ကွာခြားချက်လေးပေါ့နော် local job တွေနဲ့ INGO မှာဆိုလို့ရှိရင် language ပိုင်းဆိုင်ရာဆိုလို့ရှိရင် English နဲ့ဒီ Burmese နဲ့ပေါ့နော်ပုံမှန် INGO မှာ English စာအများဆုံးအသုံးပြုကြတယ်နောက် local မှာဆိုလို့ရှိရင် Burmese ပေါ့နော်ပြီးတော့ structure ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီတော်တော်များများ INGO တော်တော်များများ flexible ဖြစ်တယ်သူတို့ကအဓိကအဖြစ်ကိုအလုပ်ဘလောက်ပြီးလဲပုံမှာလည်းများတော့အင်ပူကြည့်ပြီးတော့သူတို့ကလုပ်ကြတာမျိုးရှိတယ်အဲ့လိုမျိုး contract type တွေသူတို့ကအဲ့လိုမျိုးငါရန်ပြီးလုပ်ကြရမျိုးအခြေအနေမျိုးလည်းရှိတယ်နော်အဲ့မှာသူက contract ရဲ့ terms and condition နဲ့တိကျရေးပြီးတော့ပြထားမျိုးလည်းသူကအဲ့လိုမျိုးပေါ်ပြပေးထားမျိုးလည်းရှိတယ်ပေါ့နော် transparent ဖြစ်တယ်လို့ပြောလို့ရတယ်နောက်ပြီးတော့ဒီ learning opportunity မှာဆိုလို့ရှိရင်သူကသူ့ရဲ့ step ဒီ skill မြင်ဖို့အတွက်ကိုသူက training အများကြီး professional development ဆိုင်ရာ workshop သူကလုပ်ပေးနေရှိတယ်ဒါပေမဲ့ကျွန်တော် local job တွေမှာဆိုလို့ရှိရင်တော့မဖြစ်ဘူးပေါ့နော် limited ဖြစ်တယ်နောက်အားချက်အနေနဲ့ဆိုလို့ရှိရင်ခုနပြောခဲ့သလို INGO တွေက inclusive ဖြစ်တယ်အကုန်လုံးအမြင်မတူကွဲပြားတဲ့အမြင်အကုန်လုံးလက်ခံပြီးသွားပြီးတော့ဆွေးနွေးလေးရှိတယ်ပေါ့နော်အဲ့တော့ဒါကတော့ကြုံနိုင်တဲ့အခက်အခဲတွေပေါ့နော် INGO မှာလုပ်ဝင်ရှောက်မယ်လုပ်မယ်ဆိုလို့ရှိရင်ဒီအတိုင်း working condition နဲ့ environment ကကောင်းတာဖြစ်တဲ့အတွက်ကြောင့်ကန်ဆိုင်အလုပ်ရဖို့အတွက်ကန်ဆိုင်မှုကတော့ပြင်းထန်တယ်ပေါ့နော်ဒါပေမဲ့တချို့ NGO မှာဘာပြဿနာတက်နိုင်လဲဆိုတဲ့အခါကျတော့ဒီ short term ဒါဒီမှာ solution ကျွန်တော်တို့ဒီ INGO တွေမှာကြုံတွေ့တဲ့အခက်အခဲကနည်းပြောပါဘူးဒီ
INGO အလုပ်တွေမှာဆိုလို့ရှိရင်ပြီးတော့ working environment နဲ့နောက်ပြီးတော့ဒီ professional ဘိုင်းဆိုင်ရာတိုးတက်ဖို့အတွက်ပေါ့ skill တွေတက်လာဖို့အတွက်ပေါ့သူကအများနဲ့train ပေးနေရအကြောင်းဒီအလုပ်ကိုလိုချင်တဲ့လူအရင်များပြီးတော့ high competition ပေါ့နော်အတိုင်းအတိုင်းအများကြီးပြင်ထန်တယ်နောက်ပြီးတော့တချို့ INGO တွေမှာဆိုလို့ရှိရင်သူကpermanent position လို့မဟုတ်ဘဲနဲ့ short term contract တွေပေါ့နော်6လဖြစ်ဖြစ်1နှစ်ဖြစ်ဖြစ်အဲ့လိုမျိုးဆိုင်ရာသူက project base ပေါ်မူတည်ပြီးတော့ contract တွေသူကချုပ်လို့ရှိတယ်ရှိတဲ့အခါကျတော့ကိုကဒီလို project base ကိုလုံးဝသဘောကျမျိုးဆိုလို့ရှိရင်ပြဿနာမရှိပေမဲ့အထိုင်ပုံစံမျိုးအလုပ်ချင်ဘယ်လိုလုပ်ချင်လဲဆိုလို့ရှိရင်တော့ဒီ INGO တွေမှာအဲ့ပြဿနာတော့နည်းငယ်ရှိနိုင်တယ်temporary ပေါ့နော် permanent ပုံစံမျိုးမဖြစ်နေဘူးသူကရှိတဲ့အခါကျတော့ကိုယ့်အနေနဲ့ဒီ project ပြီးသွားလို့ရှိရင်အလုပ်တွေခဏခဏပြောင်းရတဲ့ဟာကိုကကြုံတွေ့ရနိုင်တယ်ပေါ့နော်။နောက်ဒီ INGO တွေကတခြားဒီအစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေပြောပေမဲ့သူတို့က donor နဲ့လုံးလုံးရတဲ့အတွက်ကြောင့်ဒီ agency အနေနဲ့သူက bureaucratic ဖြစ်တယ်ပေါ့နော်။နောက်နေကြန့်ကြာတဲ့ကိစ္စတွေအများကြီးရှိတယ်။သူကဒီငွေကြေး finance ဘိုင်းဆိုင်ရာ funding ဘိုင်းဆိုင်ရာတခြားဒီလို decision တစ်ခုချရဆိုလို့ရှိရင်သူတို့ bureaucratic တွေတော်တော်များများဖြစ်တယ်ပေါ့နော်။အဲ့တော့ခါလေးကြားလို့ရှိရင်အဲ့ဒါကproject ဒီစတင်ဖို့အတွက်ကိုကနှောင့်နှေးကြန့်ကြာမှုတဲ့ဟာမျိုးတွေကိုကြုံတွေ့ရမျိုးရှိနိုင်တယ်ပေါ့နော် bureaucratic ဖြစ်တဲ့ system တော့သူတို့ကရှိကြတယ်။နောက်ခုနပြောသလိုပဲသူကဒီမှာကိုလုံးတဲ့ဟာတွေအကုန်လုံးနဲ့များကိုကကိုယ့်ဘာကိုတာဝန်ယူတောင်းခံမှုအများရှိဖို့လိုတယ်ပေါ့နော်အဲ့ဒါကဒီကိုအလုပ်တဲ့အလုပ်တစ်ခုရဲ့ result အပေါ်မှာတည်းမကဘူးကိုဒီအလုပ်ကိုဘယ်လိုလုပ်မလဲ manage ဘယ်လိုလုပ်မလဲပြီးတော့ဒီဟာကိုဘယ်လိုresult တွေအကုန်လုံးပေါ့နော်ကိုယ့်ဘာကိုဘူမီအများကြီးမယူဘဲနဲ့ဘယ်လောက်ထိအဲ့လိုမျိုးကောင်းကောင်းမွန်လုပ်နိုင်လဲဆိုတော့ responsible high self responsibility ပေါ့နော်အဲ့ဒါမျိုးတွေကိုကမြင့်ထားနိုင်မှမြင့်လုံးနိုင်မှာပေါ့နော်မြင့်ထားနိုင်မှာမြင့်လုံးနိုင်မှာကိုကဒီ INGO မှာအကားကျတာနော်နောက်ပြီးတဲ့ခါကျတော့ခုနလိုဒီ project ရဲ့နေချဖို့မှာမူတည်ပြီးခါကျတော့ကိုကဒီသွားရတဲ့ fee site တွေပေါ့နော်ခါရကြလို့ရှိရင်နေဘက်တွေဆင်းရအမျိုးရှိတယ်တခြားရုံးကိစ္စနဲ့ကျွန်တော်တို့သွားအမျိုးတစ်ခါမျိုးရှိတဲ့ခါကျတော့ကိုကဒီအောင်ရင်းချင်းအတင်မှာအကားကျပြီးနောက်ကိုရဲ့ time management ကောင်းကောင်းမွန်မွန်လုပ်နိုင်ဖို့အတွက်ကတော့ဒီမှာchallenge တစ်ခုအနေနဲ့ရှိလာနိုင်တယ်တချို့ NGO ဆိုလို့ရှိရင်သူတို့ကဘယ်လိုပြောမလဲကျွန်တော်တို့fee work တွေကိုခဏခဏတစ်လအောင်မှထားပါတော့ကိုကလုံးရက်ကရက်20 21လောက်ရှိရဆိုလို့ရှိရင်စင်တွေမပါပဲပေါ့နော်ခါလေးကျတဲ့စနေတွေပါအပါအဝင်မှအဲ့လိုမျိုးကျွန်တော်ပိတ်ရက်ဒီမှာပါ fee work တွေကိုသွားပြီးတော့နေဘက်တွေဆင်းရတဲ့ဟာမျိုးတကယ်ခက်ခဲနေရမျိုးသွားပြီးတော့အညီပေးရမျိုးရှိရတာကြတော့အဲ့မျိုးကအများကြီးအားချနိုင်လို့လိုအပ်တယ်ပေါ့လေအဲ့တော့ကျွန်တော်တို့ဒီ INGO career တစ်ခုကိုစတင်မယ်ဆိုလို့ရှိရင်ဒါကျွန်တော်အနေနဲ့ personally ပေါ့နော်ကြံပေးခြင်းတဲ့ essential tips တွေပေါ့အဲ့တော့ခုနကကိုအများကြီးဥပမာ skill အများကြီးမရှိသေးဘူးဆိုလို့ရှိရင်တော့ကိုမှရှိတဲ့ဟာနဲ့ကိုလုပ်ချင်တဲ့ passion နဲ့ပေါ့နော်ပြီးတော့ကိုယ့်ရဲ့ပတ်ဝန်းကျင်နဲ့ IOI နဲ့မှာရှိတဲ့ network ပေါ်မှာအခြေခံပြီးတော့ဒီ INGO တွေမှာကိုကအလုပ်စဝင်ဖို့အတွက်စပြီးတော့try ကြည့်လို့ရတယ်နောက်ပြီးတော့ဒါဆိုဒါကျွန်တော်ဒီမှာကျွန်တော်ရဲ့ junior တွေတခြားလူတွေချက်ကျွန်တော်တင်ကြားရတဲ့ဟာပေါ့နော်ဒါဆိုလို့ရှိရင်ကျောင်းမပြီးခင်ကျောင်းပြီးခင်နောက်ဆုံးနှစ်တွေမှာဒီ international INGO တွေမှာသူတို့အဲ့လိုမျိုး internship တွေရှောက်ကြည့်ပြီးတော့စပြီးတော့ဝင်ပြီးအလုပ်ကိုလုပ်ကြရလို့ရှိတယ်အဲ့တော့ဒီ internship ကနေပြီးတော့တဖြည်းဖြည်းကိုကလုပ်ငန်းခွင်နဲ့အသားကျပြီးကိုယ်ကလည်းစူးစမ်းပြီးတော့ကိုယ့်ဘက်ကနေပြီးတော့အလုပ်ကောင်းကောင်းပေါ့နော်ကိုယ်ရက်ကောင်းကောင်းပြနိုင်မယ်ဆိုလို့ရှိရင်နောက်ပိုင်းမှာဒီ internship ကနေပြီးတော့ permanent job တွေပါသွားလို့လေအတိမိတ်ဆွေငယ်ချင်းတွေ junior တွေ senior တွေမှလည်းသူတို့အများကြီးရှိတယ်ပေါ့နော်အဲ့တော့ဒီ internship အတွက်ကိုအလုပ်လုပ်ဖို့အတွက်ကိုတော့အထင်ဘယ်လိုပြောမလဲstepping stone တစ်ခုအနေနဲ့စတင်တယ်ပေါ့နော်အဲ့တော့ internship ကိုအထင်ပေးပါနဲ့အဲ့ဒါမျိုးလို့စပြီးတော့ဒီ permanent job ကိုရသွားနိုင်တဲ့အခြေအနေမျိုးအများကြီးရှိပါတယ်နောက်ပြီးတော့ဒီခုနဒီ communication ဘိုင်းမှာပေါ့နော်ပတ်သက်တယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ English နဲ့ဒီ digital skills တွေပေါ့ office tool တွေသုံးတာနောက်ဒီ language proficiency ပေါ့နော်အဲ့လိုတွေကောင်းကောင်းမွန်ကိုကပြောနိုင်ဆိုနိုင်လုံးနိုင်ကိုင်နိုင်ဖို့အတွက်ကိုတေချာ train ထားတင်တယ်နောက်ပြီးတော့ဒီလက်ရှိဒီ global dynamic လို့ခေါ်တဲ့ဒီတကမ္ဘာလုံးဆိုင်ရာပေါ့နော်အပြောင်းလဲရအဲ့လိုအတက်အကျမြင်တဲ့ခါကျတော့ကိုလုပ်တဲ့အလုပ်နဲ့ပတ်သက်ပြီးသက်ဆိုင်တဲ့သတင်းတွေအကြောင်းကိုကအမြဲတမ်းအဲ့လိုမျိုးနားဆင်ထားတယ်ဥပမာထားပါတော့ကိုက
ဒီ education ပေါ့နော်ပညာရေးနဲ့ပတ်သက်တဲ့ INGO မှာလုပ်မယ်ဆိုလို့ရှိရင်လက်ရှိဖြစ်ပေါ်နေတဲ့အခင်းချင်းနေထားတွေကဘယ်လိုမျိုးရှိလဲဆိုတဲ့ဟာသတင်းတွေတခြားအဲ့လိုမျိုးကိုယ့်ရဲ့ network ထဲမှာရှိနေတဲ့ဒီကျွမ်းကျင်တဲ့လူတွေရဲ့မှတ်ချက်တွေသုံးသပ်တဲ့စကားတွေကိုအဲ့လိုမျိုးအများနဲ့ up to date ဖြစ်နေအောင်လိုက်ပြီးတော့နားထောင်ထားတင်တယ်ပေါ့အားမကိုယ်ကတကယ်ဝင်လုပ်တဲ့အချိန်ကြလို့ရှိရင်ကိုယ့်ရဲ့ဒီ INGO ပေါ့နော် organization ရဲ့ဒီ mission တွေ vision နဲ့တွားပြီးတော့ထပ်တူကြအောင်ကိုကဘယ်လိုမျိုးနီးလန်းနဲ့ချင်းကပ်မလဲဆိုဟာမျိုးတွေအဲ့လိုလျောက်ပေါ့နော်တော်တော်များများသိနေပြီးသားဖြစ်မှာပေါ့အဲ့တော့ကိုယ့်ရဲ့နောက်တစ်ခုကကျတော့ဒီကိုယ့်ရဲ့ career goal ပေါ့နော်ကိုယ့်ရဲ့ career goal ရနောက်ပြီးဒီလက်ရှိကိုအလုံးဝင်လုပ်တဲ့ဒီအလုံးဝင်လုပ်မဲ့ပေါ့နော် organization ရဲ့ mission တွေနဲ့အမှန်ဆုံးအဲ့လိုမျိုးဒီစစုံတူအောင်လုပ်တာကိုကပို့ပြီးတော့ပို့အဆင်ပြေတယ်အဲ့မှာကိုကတကယ်ဒီအလုပ်ကိုဝင်လျှောက်တဲ့အချိန်ကြာလို့ရှိရင်ဒီ organization နဲ့ကိုကထပ်တူကြပြီးတော့တည်မလားကိုအတွက်လည်းအဆင်သင့်ဖြစ် organization အတွက်လည်းကိုကအဆင်သင့်ဖြစ်ဆိုတော့ win-win situation မျိုးရဖို့တော့ကိုကအမှန်ကို ready လုပ်ထားတဲ့တယ်ပေါ့နော်ဟုတ်ကဲ့အဲ့ဆိုလို့ရှိရင်ဒီနေ့ကျွန်တော်ဒီ INGO တွေမှာအလုပ်ဘယ်လိုရှာကြမလဲ career ဘယ်လိုရှာပေးကြမလဲဆိုတော့ခေါင်းစဉ်နဲ့ပတ်သက်ပြီး share လုပ်ပြီးတော့ဒီလောက်ပါပဲအဲ့တော့ဒီထဲမှာဒီဗီဒီယိုလေးကိုကြည့်ပြီးသွားတဲ့အချိန်ကျတော့ကျွန်တော်အဲ့လိုမျိုးမေးမြန်းချင်တာမျိုးရှိတယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ဒီpersonal email ပေါ့နော် THU ပါလေ WIN26496 ဆိုတဲ့ဒီ email ကို @gmail.com ပေါ့နော်အဲ့ဒီ email ကျွန်တော်တို့ email ပို့ပြီးတော့သိချင်တာလေးမြင်လို့ရပါတယ်ကျွန်တော်ဘက်ကနေလည်းကျွန်တော်ရဲ့အတွေ့အကြုံပေါ်မှာမူတည်ပြီးကျွန်တော်ဒီဘလောက်လေးပြန်ပြီးတော့အကုန်လုံးပြန်ပြီးတော့ညှောက်ပေးပါပါเนาะချိန်ပေးပြီးတော့ကြည့်ရှုပေးတဲ့အတွက်ကြောင့်လည်းကျေးဇူးများတင်ပါတယ်